စိတ်ကအဓိကလို့ဟောထားတာမြတ်စွာဘုရားဟောတယ်စိတ်ကအဓိကဖြစ်တာဖြစ်တော့ကြောင့်ကိုယ်စိတ်ကိုပဲဆန်းစစ်တခုထိခိုက်သွားပြီဆိုရင်ကိုယ်စိတ်ကိုပဲဆန်းစစ်ငါတမင်လုံးထားလားမတော်တဆဖြစ်သွားတာလားဒီလိုဆိုလို့တယ်ပေါ့ဥပမာမယ်မြန်မာပြည်မှာငယ်ငယ်တုန်းကလည်းဒီလိုကြားဘူးတယ်ကိုယ့်ကြောင့်သရဝါလေးတစ်ကောင်ဟာခြေကျိုးလက်ကျိုးဖြစ်သွားတယ်ဆိုရင်ဝတ်ပါလိုက်မယ်ဝတ်ပါလိုက်မယ်ဒီခြေကျိုးတာကြီးဝတ်ပါမှာဆိုလို့တတ်ပြစ်တတ်တဲ့ဝတ်ပါသွားတာဩအသက်ခံရတာဩအဲ့တော့ငကိုယ်တော့ကခြေကျိုးတာတော့ကကိုကမတော်တဆဖြစ်သွားတာအဲ့ဒါကဝတ်မဟုတ်ဘူးအပြစ်မဖြစ်သေးဘူးနော်မတော်တဆကိုကြောင့်သရဝါတစ်ကောင်ဟာမတော်တဆဖြစ်သွားရင်ကိုကြောင့်မဟုတ်အကျဉ်းတရားထားပြီးတော့သူ့ကိုကုသပေးရင်ကုသိုလ်ရအောင်ပဲဝတ်လိုက်မှဆိုတာကြောက်တာနဲ့လူတွေအသက်ပြစ်လိုက်ကြပြီးတော့ပြောလိုက်သေးတယ်သရဝါဆိုတာလူချွတ်မှကျွတ်တယ်